you ပေါ့နော် Okay, the part that we've all been waiting for. So second year မှာကြတော့တော်များများကဒီ first year မှာ required courses တွေ elective courses တွေကိုယူပြီးတော့ credits တွေကိုတော်များများဖြည့်ကြပါတယ်ပြီးရင် second year ရောက်ရင်ကြသူတို့ရဲ့ future plans career goals တွေပေါ်မူတည်ပြီးတော့ study options တွေကိုထပ်ပြီးတော့ခွဲပြီးတော့ရွေးချယ်ကြပါတယ်ပထမဆုံး option အနေနဲ့ဆိုရင်တော့ thesis option ဖြစ်ပါတယ် thesis option ကတော့ဒီ academia ကိုနှစ်သက်တဲ့လူတွေတစ်ချိန်မှာ PhD ထပ်ပြီးတော့တက်ချင်တဲ့လူတွေဒါမှမဟုတ်တစ်ချိန်မှာ lecturer researcher professor ဖြစ်ချင်တဲ့လူတွေအတွက်ပေါ့နော်အဲ့ဒါဆိုရင်တော့သူတို့အနေနဲ့ဒီ master's thesis ကိုရွေးကြရတယ်ပေါ့နော်ရွေးကြပြီးတော့ဒီ thesis option က usually 1 to 2 semesters လောက်ကြာပါတယ်အဲ့တော့ it can take up your whole second year second option ကတော့ research ပေါ့နော် research option ကတော့ usually takes up to 1 to 2 semesters ပေါ့နော်ကိုလုံးနိုင်လို့ research က1 semester နဲ့ပြီးနိုင်လို့ဒါမှမဟုတ်နည်းနည်းကြော်သွားခဲ့ဆိုရင်တော့ second semester အထိပါဆက်ပြီးတော့ extended ဖြစ်သွားနိုင်ပါတယ် Okay third option ကတော့တချို့လူတွေလည်းစိတ်ဝင်စားမှာပါအဲ့ဒါကတော့ exchange program ဖြစ်ပါတယ် exchange program သဘောတိုင်းပဲကိုအနေနဲ့ကိုနှစ်သက်ရပါတော့ AIT ကနေချိတ်ဆက်ထားတဲ့ university မှာ apply လုပ်ပြီးတော့ semester တစ်ခုကိုအဲ့ဒီ university ရှိရဲ့နိုင်ငံကိုတွားပြီးတော့ဒီ12 credits worth ပေါ့နော်အဲ့ courses တွေကိုအဲ့နိုင်ငံမှာတွားတက်ကြပါတယ်ကိုအနေနဲ့နိုင်ငံခြားမှာစာသင်မှုတဲ့ experience လိုချင်တဲ့လူတွေအတွက်ဆိုရင်တော့ဒီ program ကို highly recommended ပေးပါတယ်အဲ့ program နဲ့ပတ်သက်တဲ့ information ထပ်ပြီးဖတ်ချင်တယ်ဆိုရင်လည်းဒီ link ကိုတွားပြီးတော့ကြည့်လို့ရပါတယ် last but not least ကျွန်တော်အနေနဲ့ sharing လုပ်ပေးခြင်းတဲ့ study option ကတော့ internship option ပဲဖြစ်ပါတယ် internship option ကဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒီကျောင်းစာကိုပဲအဓိကလုပ်ချင်တဲ့လူတွေမဟုတ်ဘဲနဲ့တကယ်လက်တွေ့မှာကျွန်တော်တို့သင်ခဲ့တဲ့ knowledge တွေကို apply လုပ်ချင်တဲ့လူတွေကျွန်တော်တို့အနေနဲ့ real world industry projects တွေမှာဝင်နေတဲ့လူတွေနောက်ဆုံးကျွန်တော်တို့အနေနဲ့အလုပ် experience ကိုလိုချင်တဲ့လူတွေအတွက် the best option ဖြစ်ပါတယ်ဒီ internship program ကကျွန်တော်တို့6 credits ကနေ12 credits ထိယူလို့ရပါတယ်ကျွန်တော်တို့သိထားမှာက not all internships are paid internships အဲ့တော့ internship တိုင်းက paid internship တော့မဟုတ်ဘူးအဲ့ဒါကိုတော့ကျောင်းဘက်ကနေ guarantee ပေးထားတာမရှိဘူးပေါ့နော်ကျွန်တော်သိရတဲ့လောက်ကဒါပေမဲ့ကျွန်တော်တို့အနေနဲ့ experience လိုချင်တယ်ပြီးတော့ကျောင်းပြီးရဲ့အချိန်မှာ work experience တကယ် real experience တခုခုကိုပြချင်တယ်ဆိုရင်တော့ဒီ internship option ကိုရွေးသင့်ပါတယ်။ Not personal experience နဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီ second year မှာ internship option ကိုရွေးချယ်မှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီအခုလက်ရှိfirst year second semester မှာတက်နေရအဲ့တော့ကျွန်တော် second year first sem မှာ internship လုပ်ဖို့စီစဉ်ထားပြီးတော့ကြားထဲမှာကျွန်တော် intersem ဆိုတဲ့ကာလလေးတစ်ခုရှိပါအဲ့ကာလမှာကျွန်တော်ဖြည့်နိုင်လောက် credit တွေဖြည့်ပြီးတော့နောက်ဆုံးကျန်တဲ့12 credits ကိုကျွန်တော်က internship အနေနဲ့လုပ်မှာဖြစ်ပါတယ်ကျွန်တော်တို့ internship ယူမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ personal program advisor နဲ့ consultation လုပ်ပြီးရဲ့အချိန်မှာကြတော့ကျွန်တော်အခုလက်ရှိလုပ်နေတဲ့ Australian company ကအလုပ်ကိုပဲကျွန်တော်ရဲ့ဒီ internship မှာတော့အလုပ်လုပ်ပါမယ်ဆိုတဲ့ company အနေနဲ့သတ်မှတ်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်။အခုလက်ရှိကြည့်နေတဲ့လူတွေ audience တွေကလက်ရှိအလုပ်လဲလုပ်နေအလိုဥပမာ remote software engineer လဲလုပ်နေပေါ့နော်။ကျောင်းတက်နေတဲ့ကာလမှာလည်းအလုပ်လုပ်နေဆိုရင်အခုလက်ရှိအလုပ်လုပ်နေ experience ကိုယ့်ရဲ့ program advisor နဲ့ပေါ့နော်အရင်ဆုံး consultation လုပ်ကြည့်အကယ်လို့အဲ့ဒါက viable ဖြစ်တယ်သူတို့အနေနဲ့ acceptable ဖြစ်တယ်ဆိုရင်အဲ့ဒီအခုကိုအလုပ်လုပ်နေရဲ့အလုပ် experience အလုပ်လုပ်နေရတဲ့ဟာကိုပဲကိုယ့်ရဲ့ဒီ second year မှာ internship option အနေနဲ့လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော် experience နဲ့ပြောတာတခြားလူတွေအတွက်တော့ exactly ဖြစ်နိုင်မယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့ guarantee မပေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းမပြောနိုင်ဘူးပေါ့နော်တယောက်ရဲ့တယောက်အလုပ်ကခွာခြားနိုင်တာဖြစ်တဲ့အတွက်ဒီကျောင်းက program advisor ကသူတို့ agree ဖြစ်တယ် accept ဖြစ်တယ်ဆိုရင်တော့ဒီလို option မျိုးကိုလည်းရှိရဆိုတော့ကျွန်တော်ပြောပြချင်တာပါအဲ့တော့ကျွန်တော်အခုပြောပြပေးသွားတဲ့ AIT မှာ CS program student တယောက်အနေနဲ့တက်ရောက်ရတဲ့ experience တွေကိုစိတ်ဝင်စားတယ်ကိုယ်တိုင်လည်းတက်ချင်တယ်ပေါ့နော် CS မှာမဟုတ်ပါဘူးတခြားဟာတွေတက်ချင်တယ်ဆိုလဲကျွန်တော် page ဖြစ်ကျွန်တော်ဒီ messenger ကျွန်တော် contact လုပ်ရတဲ့တနေရာမှာလာပြီးတော့ contact လုပ်ရပါတယ် comment မှာလာမေးလဲရပါတယ်ကျွန်တော်အနေနဲ့ကဒါကျောင်းနဲ့ affiliated လည်းမဟုတ်ပါဘူးဒီတိုင်းပဲကျွန်တော်အနေနဲ့ sharing လုပ်ပေးခြင်းလို့ဒီ video create လုပ်တာဖြစ်ပါတယ်အဲ့တော့အခုဒီကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒီ video ကနေလည်း benefit တခုခု gain တခုခုရမယ်လို့မျှော်လင့်ပါတယ်အခုဒီကြည့်ပေးလို့ကျေးဇူးတင်ပါတယ် thank you